ကျွန်တော် Lowest Farming Channel အစီအစဉ်ပုံမှန်တစ်ဆက်နေရွှေကင်းဖြစ်တော့ဒီနေ့တစ်ဆက်ပေးခြင်းနဲ့လက်ဝဲပွဲလျောက်မှာเนาะကျွန်တော်မနေ့ညပေါ့เนาะ17ရက်6လ2026ရက်နေ့ညကတထုံ fight ပွဲမှာပေါ့เนาะ Thai Fighter ကိုအလဲထိုးနဲ့အနိုင်သွားခဲ့ကျွန်တော်တို့ Moon Fighter လေးကြံရန်ဦးရဲ့ပွဲဖြစ်ပါဆိုတော့အခုကြံရန်ဦးနဲ့ Thai Fighter တွေတွေ့ဆုံတဲ့ပွဲလေးကိုကျွန်တော်တို့ချွဲလောက်တူကြည့်လိုက်အောင်ကဲကြံရန်ဦးကတော့အပြာရောင်တောင်းအောင်เนาะ Thai Fighter တော့အနီတောင်းပါဆိုတော့မှန်တမ်းပြောရင်ဒီကောင်းပွဲတွေကျွန်တော်တိတ်မတင်ဘူးနည်းနည်းသူကအစွန်းရောက်တယ်ကြံရန်ဦးအပြာမောက်မဖြစ်စွန်းရောက်တယ်လေကြီးတယ်เนาะထိုးတော့မွေထိုင်းအောက်တန်းကိုလေးထိုးပြီးကြော်တော်ဝင်ရပါဖြစ်တယ်တွေတန်းစင်ရပါဖြစ်တယ်တွေသူဆရာကရော့ထာပေါ့နော်သူကရော့ထာချင်းမှာလေ့ကျင့်နေထွန်းကြိုင်လို့ပြောလို့ရတယ်ထွန်းကြိုင်ဆိုသူမသူစစ်ရော့ထာလုံးနဲ့တွေ့ရင်တော့ဒူးလေးကိုတုတ်ပြီးတော့နော်တုတ်လေးချီပြီးတော့ပြီးရင်တစ်ချိန်လုံးမြန်မာရပါဖြစ်ညာတာဒီပွဲမှာသူကိုစားပြူအနေနဲ့ထိုးလို့မရလို့ထိုင်းကိုစားပြူနဲ့တော့ဟောဖြစ်လိုက်တယ်တက်ထိုးလိုက်သေးတယ်မရှက်တာနော်တကယ်တော့မြန်မာနိုင်ငံမွန်အောင်မြန်မာနိုင်ငံမွန်ဆက်ဆက်ဗမာစားလည်းမွန်နေရပဲဗမာစားလည်းမွန်နေရပဲကျေရဦးပြောလိုက်တော့ဒီလိုမှုတလုံးကျဲအုတ်ချီခက်တယ်သူတန်းစင်နဲ့တူတယ်ပြောရတော့သူတစ်စက်မှမကြိုက်ဘူးသူစင်နဲ့သူလက်မောင်းမှလာမသိဘူးဟိုရော့ထန်ပုံတက်တူထူတာအဲ့ဒါရော့ထန်နဲ့မတူတို့တန်းစင်ပုံတက်တူထူတာလာပဲသူသားစိတ်တွေရန်အစွန်းရောက်ပါနော်အစွန်းရောက်ရင်လည်းမကောင်းလို့ကျန်ရဦးမြန်မာနိုင်ငံမွန်ကလူနည်းစုပဲဆိုတော့သူကသာမြန်မာနိုင်ငံကိုစားပြုတ်ချင်နေတဲ့မွန်ကိုစားပြုတ်ပဲထိုးရဆိုရင်ပြည့်တဲ့နည်းနည်းပဲရမှာနော်ပြီးတော့သူ့လိုအောက်တမှာထိုးတဲ့ fighter တော့ကပူဆိုးမှာသူ့တက်အများကြီးကောင်းတဲ့ကျွန်တော်တို့ဒီစွန်ရက်တို့ပုံညာဆိုင်လို့တော့နော်မြန်မာနိုင်ငံကိုစားပြုအနေနဲ့ပဲထူတာမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဆိုရင်ကျွန်တော်တို့ဗမာလူမျိုးတစ်ခုပဲအပြရမို့နော်ကရင်နေလည်းအပြမှာပဲကချင်နေလည်းအပြမှာပဲချင်းနေလည်းအပြမှာပဲနော်ရှမ်းနေလည်းအပြမှာပဲရခိုင်နေလည်းအပြတာပဲနော်ဘယ်လောက်ပဲပေါ့ဖြစ်တယ်ပြောတော့ဘယ်လောက်ပဲရန်ဖြစ်နေနော်တကယ်တမ်းကိုမြန်မာဖိုက်တာဆိုရင်အကုန်အပြရနော်ရခိုင်နေလည်းအပြတယ်ချင်းနေလည်းအပြတယ်ဥပမာဂျိုရှုအာဖန်ဆိုကြည့်ပါလားချင်းဖိုက်တာပဲဗမာလည်းအပြတယ်ကချင်ဒီဆိုရင်တက်လို့ရှမ်းနေလာပြတာပဲရခိုင်နေလဲတက်လို့ပဲเนาะသူရှုပ်ပန်အောင်လာဆန်းတော့လည်းအဲ့လိုပဲဆိုတော့ရိုင်းအစုံမရဘူးလို့ဒီကတမိုင်းကနာကျင်စရာတွေကသူ့ဘက်ကိုပဲရှိတာပဲเนาะပရိသေတွေစရက်ခင်မှာပေါ့အတိကအုပ်ချုပ်တဲ့ဒီလက်ရှိမြေမောက်မှာအုပ်ချုပ်တဲ့စနစ်ကဘာဖြစ်သွားလဲညုံမင်းနေလို့ဥပမာကျွန်တော်တို့ကရင်နေဆိုရင်เนาะထိုင်းမှာလည်းကင်ရှိတယ်မြန်မာမှာလည်းကင်ရှိတယ်မြန်မာကင်တွေကတော့တွေ့တိုင်းစပေးရှောင်းလိုက်တိုက်လိုက်ခိုက်လိုက်လုပ်နေတဲ့အချိန်မှာထိုင်းကင်တွေကသူတို့အိမ်ကမှထိုင်းပြင်းပုံချိတ်ပြီးတော့ဒီလေးစားစားကိုဖျားစင်းနေတော့တတန်းနဲ့ထားတာเนาะအိုးစပင်နေဘက်ဖစ်ကောင်းတယ်တုတ်ကပြင်းနေတဲ့ဒီကအမျိုးနိုင်ငံကောင်းဆောင်တွေအမျိုးမျိုးရှိရင်အဆင်ပြေတယ်ကျန်ဦးအောက်ရှိခက်တယ်ပြောနေတာပြန်ရောက်သွားပြီထိုင်းမှာလည်းအောက်ရှိခက်တယ်ကဲနော်ကျန်ဦး
ခံရပြီကြံအောင်ထပ်ဖက်တဲ့တောင်ရဲချက်တွေတောင်လေးပြန်ရိုက်တယ်အိုးထပ်ဖက်တဲ့တောင်ရဲချက်အထိတွေကြံအောင်ချုပ်တူးနေတိုက်တယ်โอ้เจยังวอลเลตตีထိုးတယ်โอ้เจยังวอลเลตตีလေးထိရနော်เจยังဒီပွဲကတော့သူထိုးနေကြဖျားပွဲနေမတူနော်နည်းနည်းပုံရချက်လာပြီရင်တော့ဖျားပွဲလေးတွေမှာပဲပတ်ထိုးရင်းနဲ့ချင်မရကပတ်အနီလမ်းသူရတခုရတယ်အဲ့တော့ကြောလို့မစုံဖျားပွဲလေးတွေထိုးပြီးဒါတော့နည်းနည်းဖျားပွဲတဲ့နည်းနည်းတစ်စက်မြင့်နဲ့ type promotion တွေပေါ့ဒါမှလည်း promotion တိတိလေးပါပဲဒီ promotion အပေါ်မှာရှိသေးတယ်နော် mass မွေထိုင်းတို့ time fight တို့ရှိသေးတယ်အဲ့ဒီအပေါ်မှာမှ one championship လို့ပုံမျိုးရှိရဟို one championship မှာထိုးရဖို့ဆိုဒီလက်ရည်လောင်းနေတော့မရဘူးအနည်းဆုံးလက်ရည်ကအရင်မကောင်းရင်တော့ပြိတ္တအပိမှုများရင်ထိုးလို့ရတယ်နော်ဒီခုနောက်မှာမြန်မာ fighter တွေဆိုရင်တချို့ fighter တွေဆိုရင် one championship မှာရှုပ်တလဲနိုင်တလဲနော်ဒါပေမဲ့ပြိတ္တအပိမှုများတော့ပွဲတွေတော့ရှောက်ရတယ်အဲ့တော့မှလက်ရည်ကလည်းမကောင်းကျန်မှာပြိတ္တအပိမှုပြိတ္တမုံအောင်လဲပြောနိုင်ဆုံးကသူရဲ့ဂျုပ်ဖြူရဲ့ညောက်ပဲရှိတယ်ဂျုပ်ဖြူတော့ခေါ်ဖြစ်သွားလက်သွားပြီခေါ်ဖြစ်လဲဆိုလီမောင်းလို့လိုက်ရတဲ့လက်ပြန်ရချက်တခြားတော့တယ်စလုံးထိုးတော့မစိုးပါဘူးနည်းနည်းတော့သုံးလို့ပြုလို့တော့ရပါတယ်ကျန်အကောင်းကြီးရမှာမပါသေးပါဘူးဟိုမြန်မာဖိုင်တာတွေမှာသူ့ထက်ခေါင်းနာဖိုင်တာအများကြီးပဲရှိတယ်နော်သူ့ဝိတ်တက်မှာတယ်ဆိုလုံးတပည့်ဆိုသူ့ဝိတ်တက်တော့ပဲရှိမယ်လို့တူတယ်သူ့ထက်အများကြီးကောင်းနော်စီသူဖြိုးတို့အောက်ထုံးဘိုတို့အောက်ထောက်ဦးတို့ဆိုတာအိုးလှတယ်ခုံထိုးရတယ်ထိုင်းဖိုက်တာအောက်ခြေခက်တွေ तू မခံနိုင်ဘူးလားခါထွက်သွားတယ်ဒီကောင်ဒရောင်းနဲ့ရိုက်တယ်ထိုင်းမကလည်းဒရောင်းနဲ့ရိုက်တယ်ထိရကျန်အိုးမလုံနေရော့ထောင်လုံနေရော့ထောင်ရိုက်စမ်းမှာဆိုပဲပေါ်ရီနိုင်တယ်ကျန်ဦးပွဲရတော့ကြည့်ကောင်းလေအပြန်နဲ့သူစုပ်ကိုဆိုအိုးမောက်ပြီးထိုင်းမကအိုးမူးကဲအမစီကြီးကန်ဒီမဲဟိုကချိုးထူးနေတိုက်တယ်ပွဲလက်တီထိုးတယ်ထိုင်ရမှုနေထိုင်နေတောင်ကောင်းတယ်ဟိုဘော်ဒီနိုင်တယ်ပွဲလက်တီထိုးတယ်ဘော်ဒီနိုင်တယ်ကဲတက်စီလေးပြုဆိုးပါနော်အခုဆိုတော့စီရောက်ရှိလို့လာပြီဒါငါရှိစင်ကိုပေါ့နော်အချီလေးခတ်ကြတယ်ဟိုချီကနေလေးကောင်းတယ်နော်ထိုင်းမှာကလည်းကိုထူနေတိုက်တယ်
ထောင်နဲ့ရဲ့ကျန်ရဦးဟိုထိုင်မှာပြော့သွားပြီရှိအချီတွေပါထိကြတော့နော်မရတော့ပြော့သွားပြီမထားနိုင်တော့မစက်ထပ်ပြီးတော့ရေကနေပြီမရတော့ကဲကျွန်တော်တို့ဦးမျိုးချစ်ကျန်ရဦးအနိုင်ရသွားပါတယ်မွန်လန်လေးနဲ့ထုံကဲစုံနေကြည့်ရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါနော်ဘလို့ဆိုရင်လည်းလက်ဝဲပွဲကောင်းနေနေနေများပုံမှန်တက်ဆက်ပေးသွားပြီလို့YouTube channel လေးကို subscribe လုပ်နေ subscribe လုပ်တော့ပြကြပါနော်အားလုံးကျေးဇူးထူးတင်ရှိပါတယ်